မင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးကချိုးရဲ့အသွေးလေးတစ်ခုနဲ့ပေါ်လာလို့ရေးဖြစ်ခဲ့တဲ့စာပိုက်လေးတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးရဲ့အကြောင်းအရာလေးကတော့ကိုချစ်ပါကိုမကြည့်ပါနဲ့ဆိုတဲ့စာပိုက်ကလေးပဲဖြစ်ပါတယ်ဒီအကြောင်းရင်းမှာဘာကြောင့်ကိုချစ်ခံရတာလဲလူတယောက်ကကိုချစ်ဖို့အမြဲတမ်းမေ့နေတတ်ကြပါလေသူများတွေကိုပဲကြည့်တတ်ပြီးတော့သူများတွေဘာလုပ်နေလဲသူများတွေဘလို့ဖြစ်နေလဲဆိုတာကိုကြည့်ပြီးတော့ကိုနဲ့အမြဲတမ်းနှိုင်းဆင်ကြတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဘာပဲလုပ်လို့ဘယ်အရာတွေပဲဖြစ်လာကိုမကြည့်ပဲနဲ့ကိုချစ်တတ်စေဖို့ကိုချစ်ပါကိုမကြည့်ပါနဲ့ဆိုတဲ့ဒီစာပိုက်လေးကိုဗီဒီယိုလေးအဖြစ်ရိုက်ကူလိုက်ရခြင်းဖြစ်ပါတယ်ကိုချစ်ပါဆိုတဲ့အကြောင်းပြချက်မှာပထမအချက်ကကိုဂရုစိုက်ခြင်းဘာပဲလုပ်ဘာတွေပဲဖြစ်ကိုဂရုကစိုက်နေဒီအလုံးတစ်ခုဟာမင်းနဲ့စိုက်တန်ပါတယ်မင်းအတွက်ဖြစ်နိုင်ပါတယ်မင်းလုံနိုင်ပါတယ်မင်းအတွက်ကိုထိုက်တန်နေဆိုတဲ့ကိုအားပေးတဲ့စကားလုံးတွေကိုဂရုတစိုက်ကိုပြောပေးပါအပြစ်မြင်တဲ့စကားတွေကိုကိုပြောမိပါစေနဲ့ကျမ်းမာရေးကောင်းအောင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအစားအစီတော့အရာတွေကိုကိုဂရုတစိုက်ပြင်ဆင်ပါနောက်တစ်ခုအနေကတော့ကိုလေးစားခြင်းမင်းမမိတ်ဆွေတို့မှာအားသာချက်ရှိတယ်လို့အားနည်းချက်တွေရှိပါတယ်ဒါကတော့လူတိုင်းမှာရှိနေတဲ့အရာတွေပါဘယ်သူမှအကောင်းကြီးပဲ 100% ဘယ်သူမှမကောင်းနေတတ်ပါဘူးဘယ်သူများမှလည်း 100% အားသာချက်ဆိုတာရှိမနေတတ်ပါဘူးလူတိုင်းမှာချွေရင်ချက်တွေရှိနေစမြဲပါအဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့အားနည်းချက်အားသာချက်ချွေရင်ချက်တွေကိုကိုကအပြည့်အဝလက်ခံပေးနိုင်ဖို့လိုတာပါကိုဘာတွေပဲလုပ်ကိုလေးစားပြီးတော့အရာအလုံးကိုပြုပြင်ပြောင်းလဲနိုင်အောင်ကိုယ့်ရဲ့ပန်းတိုင်းကိုယ့်ရဲ့လမ်းကြောင်းကိုရအောင်သွားနိုင်ရမှာကိုလိုအပ်ရင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုအရင်ဦးဆုံးကိုပြန်စဉ်းစားပါအလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဒီဟာကငါဝါသနာပါတဲ့အလုပ်လားဒါမှမဟုတ်ငါရဲ့မိသားစုကဖြစ်ချင်တဲ့အလုပ်လားဒါမှမဟုတ်ငါရဲ့ပတ်ဝန်းကျင်ငါရဲ့အတိုင်းအဝိုင်းနဲ့ကိုက်နေတဲ့အလုပ်လားဘယ်အလုပ်မဆိုကိုလုပ်တဲ့အခါမှာကိုကစိတ်မပါတဲ့အခါမှာလုပ်တစ်ခုဆိုတာလွယ်နဲ့ပြီးမြောက်တာမရှိဘူးစိတ်မပါတဲ့အတွက်ကြောင့်ဒီအလုပ်ကိုလုပ်ရလားကိုတဲ့ပြင်ပန်းနဲ့ညှို့ဆွေးမှုလည်းမရှိဘူးအဲ့ဒီအတွက်ကြောင့်မလို့ကိုလေးစားတဲ့အနေနဲ့ကိုဘာလုပ်ကိုရဲ့ဝါသနာပါတဲ့အလုပ်လားကိုလုပ်ချင်တဲ့အလုပ်လားကိုဒီနေ့ဦးဆုံးမေးတင်ပါတယ်နောက်တစ်ခုကတန်မိုးထားခြင်းကိုချစ်ပါကိုရဲ့အမှားတွေကိုကိုပြန်ပြီးနားလည်ပေးပါတိုးတက်ဖို့အတွက်အခွင့်အရေးတွေပေးပါမင်းကအမြဲတမ်းပြည့်စုံနေတဲ့လူတစ်ယောက်မဟုတ်ပါဘူးလူတိုင်းကဘယ်အရာမှမပြည့်စုံပါဘူးလူတိုင်းမှာကိုယ်စီတောင်းတန်ဖိုးတွေစီစမြဲပါစင်ရတဲ့သူပဲဖြစ်ဖြစ်ချမ်းသာတဲ့သူပဲဖြစ်ဖြစ်သူ့မှာလည်းသူ့တန်ဖိုးရှိပါတယ်ရုပ်ချော်မှာပတ်စံစီမှာပညာသမားဆိုတဲ့အဲ့ဒီလိုလူတွေကြီးပဲတန်ဖိုးရှိတာမဟုတ်ပါဘူးလူသားတိုင်းလူတယောက်စီတိုင်းမှာသူ့ရဲ့တန်ဖိုးသူ့အတိုင်းအတာသူ့ဘုံမှာရှိပါတယ်အဲ့ဒီအတွက်အမြဲတမ်းကိုတန်ဖိုးနှိပ်ပြီးနှိမ့်ချစေပြီးစိတ်သက်မမွေးပါနဲ့ကိုကအမြဲတမ်းတန်ဖိုးရှိနေတဲ့လူတယောက်အဖြစ်ကိုအမြဲတမ်းကျင့်ကြံပါနောက်တစ်ခုကကိုကျင့်နာခြင်းသူများတွေကိုကျင့်နာဖို့ကကိုကျင့်နာတတ်ဖို့အရင်ဆုံးလိုပါတယ်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ကိုယ်တိုင်ကိုကျင့်နာတတ်ပြီလား
ကိုကမကောင်းတဲ့နေ့တွေမှာကိုအပြစ်မပြုပါနဲ့လေးစိတ်မကောင်းဖြစ်နေတဲ့အချိန်ကိုနားလည်ပေးပါကိုအတွက်ပဲကိုပေးနိုင်တဲ့ကျဉ်းညာမှုမျိုးရှိရပါလားမင်းအတွက်အေးချမ်းတဲ့အချိန်တစ်ခုကိုပေးပါကိုကျဉ်းနာတတ်ပြီဆိုတာနဲ့တခြားအရာတွေအားလုံးဟာပျော်ရွှင်စရာတွေဖြစ်လာနိုင်ပါတယ်တခြားသူတွေစီကပျော်ရွှင်ခြင်းနဲ့ချစ်ခြင်းမေတ္တာတွေကိုတောင်းတနေဖို့မလိုပါဘူးကိုပဲချစ်ပါကိုပဲငြိမ်းချမ်းအောင်နေပါကိုရဲ့ပျော်ရွှင်မှုကိုပို့စားပါဒီဟာကကိုချစ်ခြင်းကိုကျင့်နာခြင်းရဲ့စွမ်းအားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကိုနားထောင်ခြင်းကိုစိတ်ရဲ့စကားဘယ်အချိန်မှာပဲဖြစ်ဖြစ်သူများတွေစီကအကြိုက်ကောင်းရဲ့တောင်းတောင်းတစပြီးဒါပေမဲ့လူတိုင်းကမိနေခဲ့တာကိုရဲ့နှလုံးသားကိုရဲ့စိတ်နဲ့စီနေတယ်အကြံဉာဏ်တွေကိုအရင်ဆုံးနားထောင်စေချင်ပါတယ်သူကနားထောင်တတ်မှသာလေကိုနားရနိုင်ဘာလို့လဲဆိုတော့ကိုနားရနိုင်ကိုရဲ့အောင်မြင်မှုကပါလေကိုရဲ့အိမ်ဘက်ကပါလေငါရဲ့ပန်းနိုင်ပါလေဆိုမိတ်ဆွေကိုသိရကိုကပန်းနိုင်မသိလမ်းပြောင်းနေတဲ့လူတွေအောင်ပန်းနိုင်ကိုစားနေသူများရဲ့လမ်းညွှန်ပေးမှုတခုတည်းနဲ့ဆက်သွားလို့ရအောင်ကိုရဲ့စိတ်ကလေးကိုရဲ့နှလုံးသားပြောရတဲ့စကားပြောရတဲ့အရာတွေကိုကအရင်ဆုံးနားထောင်ပြီးဖို့လိုပါတယ်အဲ့ဒီတော့မှသာလေကိုချစ်တတ်တဲ့သူတရားဖြစ်လာမှာပါလူသားတိုင်းတူတယောက်စီတိုင်းမှာအသွေးစီးတယ်စိတ်ကူးစိတ်အောင်နေစီတယ်စိတ်တန့်နေစီတယ်ကိုချစ်ပြီးတော့ကိုရဲ့နှလုံးသားစိတ်ကိုတန်ဖိုးထားကိုကျင်နာပြီးကိုလေးစားဂရုစိုက်ခြင်းရတယ်ကိုရဲ့ဘဝလမ်းမှာစောင့်နိုင်စိတ်ဆက်ဆောင်လာနိုင်ပန်းနိုင်ကိုရအောင်လုပ်ပေးနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဘယ်အရာကိုမှသူများတွေနဲ့နှိုင်းစေပြီးကိုအပြစ်မတင်ပါနဲ့ငါကဘာဖြစ်လို့သူတို့လို့မလုပ်နိုင်ရတော့လဲငါကဘာဖြစ်လို့သူတို့ဖြစ်တယ်လို့ဖြစ်ရတာလဲငါကဘာဖြစ်လို့မအောင်မြင်ရတာလဲဆိုရင်စိတ်တွေကိုခဏပေးနာမှချထားလိုက်ပါဘယ်အရာကိုမှသူများတွေနဲ့နှိုင်းစင်ပြီးကိုမကြည့်မိပါစေနဲ့ကိုချစ်တတ်ဖို့ပဲကြိုးစားပါကိုချစ်တတ်မှသာလေကိုရဲ့ပေါင်းဝင်ခြင်းကိုရဲ့မိသားစုအရာအားလုံးကိုလည်းချစ်တတ်လာမယ်နားလည်နိုင်မယ်အားလုံးကိုဖြည့်ဆည်းပေးနိုင်မယ်လို့မျှော်လင့်ပါတယ်အခုဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီထက်ကောင်းတဲ့ဗီဒီယိုလေးတွေဒီထက်ကောင်းတဲ့အရာတွေကိုနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုတွေကိုထပ်တင်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို like and subscribe လေးလုပ်ထားပြီးမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံကြပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်